March ရဲ့မွေးနေ့ကိုအထိမ်းအမှတ်ပြုဟိုမန်ကပြက်ကတဲ့မှာ technique ကြိုးပြီးမှတ်ထားခဲ့တယ်ပြီးတော့ channel မှာပကတ်ဆွေပြီး AAC နဲ့နေလိုက်တာတီးရကြမှာမနေ့က March မွေးနေ့ film ရုပ်ရည်တတိယသွားပါတယ်အင်အောင်တန်းကြနေပြီ film ဟိုမန်ဟာသူ့မိမဘာကြိုက်လဲဆိုတာလုံးဝမသိပါဘူးသူတိတာတခုက March ညတိုင်း Balenciaga ဆက်သွယ်ရလှုပ်ရှားပါတဲ့ magazine တစ်စောင်ကိုဖတ်တယ်ဆိုတာပါပဲဒါနဲ့သူက Balenciaga စီကိုချက်ချင်း email ပို့ပြီးသူ့မိမကတေကာနီးဖြစ်နေပါပြီသူ့ရဲ့အကြီးမားဆုံးအိမ်မက်ကဒီစိတ်ကပစ္စည်းတစ်ခုခုကိုပိုင်ဆိုင်ချင်တာပါဆိုပြီးညာပြောလိုက်ပါတယ်စာလက်ခံရရှိတဲ့ဝန်ထမ်းတွေကတန်တရားဝင်ပေမဲ့လက်ဆောင်တစ်ခုကိုပို့ပေးလိုက်ပါတယ်မကြခင်မှာပဲ March surprise လက်ဆောင်ရရှိခဲ့ပြီးအရန်ကြော်သွားပါတယ်ဟိုမာကဝယ်ပေးဖို့ပြန်လိုက်ပေမဲ့ဈေးနှုန်းကသူ့ရဲ့နှစ်ပေါင်းများစွာဝင်ငွေလောက်ဖြစ်နေပါတယ်သူတို့မတတ်နိုင်မှန်းတည့်ရဲ့ March ကနာယူဝက်လောက်ပဲဝစ်ကြည့်ချင်လာပါအဲ့ဒီအချိန်မှာ Bart ကစနောက်ဖို့လောက်ပေမဲ့ဟိုမာကချက်ချင်းနဲ့သူ့ခန္ဓာကိုယ်နဲ့ကာကွယ်ပေးခဲ့ပြီးပျော်ရွှင်စရာမိနစ်30ကိုဖန်တီးပေးခဲ့ပါတယ်အိမ်ရောက်တော့ March ကခေါင်းကိုထေချာပြန်ထည့်ပြီးအဲ့ဒီအချိန်လေးကိုအမြဲတန်ဖိုးထားမဲ့အကြောင်းစာရေးပြီးပြန်ပို့လိုက်ပါတယ် March ရဲ့စာက Balenciaga ရဲ့ creative director ကိုထိခိုက်စေခဲ့ပြီးမျိုးလင်းချက်မဲ့အနေနဲ့ Springfield မျိုးလေးစီကိုသူ့အဖွဲ့သားတွေနဲ့သူလာဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့မြို့ခံတွေက fashion show ကိုစိတ်ဝင်စားကြပဲ director ကအစားအစာအလားကားကျွေးမယ်ဆိုမှလာကြတာပါdirector ကမြို့ကန်နေတဲ့ live ဖတ်မဲ့ဝတ်စုံတွေဖန်တီးပေးခဲ့တယ်။ Yamu Clancy, Bart, Lisa နဲ့ Maggie အပြင် Smithers ကလည်းသူအမဲအိမ်မက်ခဲလေမိမဝတ်စုံကိုဝတ်ခွင့်ရခဲ့ပါတယ်။ဟိုမှာကတော့ခါဆိုင်ရန်ချီလုံးလုံးဝန်တန်းတွေကကြုံရအဝတ်တွေပဲပြေးဝရတာပါ။နောက်ဆုံးပွဲရဲ့အထူးခြားဆုံးအချိန်ရောက်လာပြီ။ဟိုမှာညာပြောထားရထိုင်အချိန်သိပ်မချန်တော့တဲ့အမျိုးသမီးအဖြစ် March ကဆင်ပေါ်ထွက်လာခဲ့ပါတော့တယ်